Hello, hello, Mingla Bone, you are a chinkapi was a lottery nets, use on a consitachimare. The need chain car, queen compede, Papian go to shoes or Shimomare, Papian Namarodi Tara, Zinse, Monchi Basilo to net, shoes or Papian go through, Chimuan Tomana Piware, Dini, Mika, Sene, Dinigas Winter, Muni Pivar, Jure Muni Martin, ဒီမှာရှိတဲ့ကျွန်တော်ချစ်ခင်လေးစားရတဲ့တငယ်ချင်းညီကိုခရစ်တော်၌ညီကိုမောင်နှမများအတွက်သတင်းကောင်းတစ်ခုအရေးကြီးတဲ့သတင်းစကားတစ်ခုဆိုရင်လည်းမျှဝေပြီးတော့ဆွေးနွေးဖို့ရန်ချင်းနဲ့ပြင်ဆင်လာခဲ့ပါတယ်။ရောက်တိုင်းစီကျွန်တော်ဒီသတင်းစကားအပြင်ဝိညာဉ်ခွန်အားယူဖို့ရန်ချင်းနဲ့ဖိတ်ခေါ်ချင်ပါတယ်။ကျွန်တော်သတင်းစကားမပြောကြခင်မှာအရင်ဆုံးစကားကြရအောင်။ခေါင်းကြီးမုံရှင်ဖတ်ကိုကျေးဇူးတင်ပါတယ်။ကျွန်တော်မှာပါလာတဲ့ပြင်နာစမေကိုရောပြီးပြီးဆောင်ဆောင်ညောင်းပြောမှာပါ။ဒီခွင်းခါအတွက်ကိုကျွန်တော်ချီးမွမ်းထမနာပြုပါတယ်။ကိုဒီအရာလုံးကိုဖန်ဆင်းပွဲတာပြီးကျွန်တော်နားလည်နိုင်တော့အမြတ်တန်ရှင်းလို့ဝင်တော့ပေးနိုင်တော့ဖြားတင်ဖြစ်တဲ့အတွက်ကြောင့်အရာလုံးကိုဖန်ဆင်းပွဲတာတော့မို့တော့ဖေးတင်ဖြစ်တဲ့အတွက်ကြောင့်ကိုချီးမွမ်းပါတယ်။ကျွန်တော်ရဲ့ပြင်နာစမေခုလို့ပေးတဲ့အတွက်ကြောင့်ကိုကျေးဇူးတင်ပါတယ်။တန်ရှင်းတော့ဝင်တော့ဖင်းကုန်မှာစားပြီးတော့ဘွားကျွန်တော်လူတိုင်းဟောပြောချင်းဝင်ငါဆွေးနွေးချင်းမဟုတ်ဘဲနဲ့ကိုဖျားအပြောစီလို့တော့အရာမျိုးကိုဝင်ငါဟောပြောချင်းဖြစ်ဆိုမှာပါနားထောင်တာခံတဲ့သူရောက်တိုက်စီနားလေသဘောပေါက်ပြီးမိမိကိုသိရှိရုံတော်ကစစ်စီပြီးကတင်ချင်းထာရအသက်ကိုရိုနဲ့ထာရဆူဆိုင်နဲ့ခွင့်ပြတော်မူမိကြောင်းဘာရောတင်ရှိနာမကိုလူ၍စတော်ဘိုင်ဖာအာမင်ဒီအခွင့်အခါအတွက်ကျွန်တော်ထပ်မံပြီးတော့ဖားပြကိုကျေးဇူးတင်ချီးမွမ်းပါတယ်ကျွန်တော်ဒီအချိန်မှာကျွန်တော်နဲ့ဘာအကြောင်းအရာနဲ့ကျွန်တော်ဆွေးနွေးပြီးတော့ဝိညာဉ်ခွန်အားယူကြမလဲဆိုရင် self examination ကိုစမ်းစစ်စစ်ဆေးခြင်းဆိုရက်ဒီစကားကျွန်တော်ဆွေးနွေးဖို့ရန်ကျွန်တော်နဲ့အရွေးချယ်တင်ဆက်ထားပါတယ်ကျွန်တော်အဓိကကျမ်းချဖြင့်နိကောခန်းကြီး73အခန်းငယ်9ကိုရွေးချယ်ထားပါတယ်ကျွန်တော်အတူတကွဖတ်ကြရအောင်နိကောခန်းကြီး73အခန်းငယ်9တင်တို့ဒီယုံကြည်ခြင်း၌တည်လောမတည်လောဟုကိုစစ်ကြောကြလောကိုစုံစမ်းကြလောအစစ်မခံနိုင်သောသူမမှန်လျင်ယေရှုခရစ်သည်တင်တို့၌တည်တော်မူသည်ဟုကိုအကြောင်းကိုမသိကြသလောပတရောချမ်းချပေါ်ရောက်တိုင်းစီပြခင်အသစ်ဖန်မင်္ဂလာဖြစ်စီတော်မူပါစေအာမင်ကျွန်တော်ဒီနေ့မှာဒီ self examination ကိုစမ်းစစ်ခြင်းဆိုရက်အချက်ကိုဆွေးနွေးဖို့ရန်ကျွန်တော်ရွေးချယ်ထားတာဖြစ်ပါတယ်ဒီ self examination မတွားခင်မှာ examination ဒီစာမွေးပွဲလို့ပြောလာတခြားနေရာဖြင့်ကိုစာမီးပွဲဖြီဆိုချင်းလို့ပြောမလားဒီအကောင်းစင်ဆွေးနွေးမယ်ဖြစ်ပါတယ်အကောင်းစင်တို့ဆွေးနွေးတဲ့အချိန်မှာကိုမတိနားမလဲတာမျိုးအမြင်မတူတာမျိုးရှိရင်လည်းခမင်းမှာကျွန်တော်ဆွေးနွေးပြီးတော့လွတ်လပ်စွာဆွေးနွေးလို့ရတယ်ဆိုတဲ့ချက်ကိုကျွန်တော်လည်းရှုစောပြောချင်ပါတယ်ဒီကျွန်တော်စာမီးပွဲဆိုတဲ့စကလုံးကျွန်တော်အရင်ဆုံးဆွေးနွေးလေ့လာကြရအောင်စာမီးပွဲကဘယ်သူအရင်ဆုံးစတင်လဲသိကြလားမသိဘူးစာမီးပွဲက Henry Fisker ဆိုတဲ့ပုဂ္ဂိုလ်ကစတင်တည်ထွင်ခဲ့တာဖြစ်ပါတယ်သူက business တမပြောဒီလို့ဆောင်ချက်တွေကိုသူကစမ်းစစ်ပြီးတော့စာမီးပွဲတည်ထွင်ခဲ့တာဖြစ်ပါတယ်ကျောင်းသူကျောင်းသားတွေကသူ့ကိုတော့သိကြည့်မယ်လို့မထင်ပါဘူးဒါပေမဲ့ဒီစာမီးပွဲကကျွန်တော်ကိုရဲ့အခုကျွန်တော်ကိုရှိနေတဲ့အခြေအနေကနေပုံမူပြီးတော့မြင့်တဲ့နေရာရောက်ဖို့ရန်စမ်းစစ်ခြင်းဖြစ်တဲ့ဆိုတဲ့ချက်ကိုကျွန်တော်သိရှိနားလည်ပြီးသားလဲဟုတ်မယ်အဲတို့ကြောင့်ဒီစာမီးပွဲကအမတားမပင်ကောင်းတဲ့အရာဖြစ်ပါတယ်အဖေသခင်ကကျွန်တော်ကိုလည်းနေ့စဉ်နေ့တိုင်းစမ်းစစ်တယ်ဆိုတဲ့ချက်ကိုလည်းနားလည်စေချင်ပါတယ်ကျွန်တော်ဒီစာမီးပွဲကကျောင်းသူကျောင်းသားတွေကလည်းကျောင်းပညာလေ့လာတဲ့အခါမှာစာမီးပွဲစစ်စစ်ချင်းခံတယ်ဆရာဝန်တွေကလည်းကျွန်တော်လူနာနဲ့တရားမတိတွေ့ခင်ကျွန်တော်ရုပ်တုနဲ့ဖြစ်အယုံနဲ့ဖြစ်စမ်းစစ်ပြီးတော့
ဒီဆရာကြီးဆရာဝန်ကြီးတွေရဲ့စမ်းစစ်ခြင်းကိုခံခဲ့ကြတယ်။ engineer တွေလည်းသူနည်းတူပါပဲ။အိမ်တွေတော်ပြီးတော့မဆောက်ခင်မှာသူတို့ရဲ့အတွေ့အကြုံသူတို့လိလာတင်ယူခဲ့တဲ့ຢာတွေကိုလက်တွေ့စမ်းစစ်ခြင်းအလုံးပညာရေးနဲ့ပတ်သက်ပြီးတော့အရာလုံးကျုပ်စမ်းစစ်ခြင်းရှိခဲ့ကြတာကျုပ်သိရှိထားပြီးသားရင်းနှီးထားပြီးသားဖြစ်ပါတယ်ဒီစမ်းစစ်ခြင်းကဆိုရင်ပုံမူပြီးတော့မြင့်တဲ့နေရာရောက်ရှိဖို့ရန်ပုံမူပြီးတော့ကောင်းတဲ့အရာလုံနိုင်ဖို့ရန်စမ်းစစ်ခြင်းခံရတဲ့ဆိုတဲ့ကျွန်တော်တို့နဲ့ရှုစွာနားလည်စေချင်ပါတယ်ရှင်ပေါလုကလည်းကျွန်တော်ကိုဒီအခုနကျွန်တော်ဖတ်တဲ့အဓိကချင်းချက်ကိုပြန်လဲကြည့်မယ်ဆိုရင်ယုံကြည်ခြင်း၌တည်လို့မတည်လို့ကိုစစ်ကြောကြလို့ကိုစမ်းစစ်ဖို့ရန်ကိုစစ်ကြောဖို့ရန်ကိုစုံစမ်းဖို့ရန်ရှင်ပေါလုကကျွန်တော်ကိုဖိတ်ခေါ်ပါတယ်ကျွန်တော်စစ်စစ်ဖို့ရန်ကျွန်တော်နဲ့လဲရှင်ပေါလုဖိတ်ခေါ်တယ်လို့ဒီနေ့မှာဖိတ်ခေါ်ရှင်တာဖြစ်ပါတယ်ကိုဘယ်လိုစမ်းစစ်မလဲကျွန်တော်လေ့လာကြမယ်ဒီကိုစမ်းစစ်ခြင်းကဘယ်လောက်ရည်ကြီးလဲဆိုတဲ့ချက်ကိုကျွန်တော်လေ့လာကြမယ်ဖြစ်ပါတယ်ဖပြန်စီကကျွန်တော်တို့အပြင်ပန်းတရာကိုမကြည့်ပဲနဲ့ကျွန်တော်တို့ရဲ့စိတ်နှလုံးသားကိုကြည့်ရှုတယ်ဆိုတဲ့ချက်ကိုကျွန်တော်သိရှိနားလည်ဖို့ရန်ကျွန်တော်ဒီမှာပြောချင်ပါတယ်ကျွန်တော်ရဲ့ခရစ်ယာန်ဖြစ်ခြင်းကဆိုရင်ကျွန်တော်တို့အမှန်တရားကိုသိရှိယုံတာမကမဟုတ်ပဲနဲ့ကျွန်တော်အမှန်တရားကကျွန်တော်ရဲ့အသက်တာဘယ်လောက်ပြောင်းလဲကျွန်တော်ရဲ့စိတ်လုံးထဲမှာဘယ်လောက်ထိနှိမ့်ဝင်လဲဆိုတဲ့ချက်ကိုကျွန်တော်ခရစ်ယာန်အသက်တာဖြင့်ပြသဖို့အဓိကအရေးကြီးတယ်ဆိုတဲ့ချက်ကိုကျွန်တော်ပြောချင်ပါတယ်ဒီကိုစမ်းစစ်ခြင်းစစ်ကြောခြင်းကဆိုရင်အားနေဖို့ကြောက်ဖို့မဟုတ်ပါဘူးစာမီပွဲဆိုတာကကြောက်ဖို့မဟုတ်ပါဘူးစာမဖတ်ရင်တေချာမလိချင်းတော့စာမီပွဲကကြောက်စရာကောင်းပါပဲဒါပေမဲ့ကိုတေချာစမ်းစစ်ပြီးတော့ကိုယ့်ရဲ့ချင်းနေတေချာတည်တဲ့တွေတွေ့တော့စမ်းစစ်ချင်းကကြောက်စရာမဟုတ်ဘူးဆိုတဲ့ချက်ဖြစ်ပါတယ်ဒီစမ်းစစ်ချင်းကဆိုရင်အကယ်၍ကိုကအားနေတဲ့ချို့တဲ့ဆိုပါကကိုပြန်လဲနောင်တရပြီးတော့ပြန်လဲပြုပြင်ဖို့ရန်အချိန်ကောင်းဖြစ်တယ်သူမြင်မကပို့ပြီးတော့မြင့်တဲ့နေရာရောက်ဖို့ရန်တိုးတက်ဖို့ရန်ဖြစ်တယ်သူမြင်မကသာရအတွက်ကျွန်တော်ရဲ့ဘဝခရီးအတွက်ဘုံကောင်းတဲ့နေရာရောက်ဖို့အရာကောင်းဆုံးသိရှိနိုင်ဖို့ရန်ဒီစမ်းစစ်ခြင်းပြုလို့ရှင်ဖြစ်တယ်ဆိုတဲ့ချက်ကိုသိရှိဖို့ရန်ကျွန်တော်ပြောချင်ပါတယ်ဒီကုစမ်းစစ်ခြင်းကဘယ်လိုစတင်မလဲကိုစမ်းစစ်ခြင်းဖြင့်ပါရီကျူးရီရရှိမလဲဆိုတဲ့အချက်တို့အတူတကွအဆွေးနွေးဖို့ရန်ဖြစ်ပါတယ်ကျွန်တော်ပထမအချက်အနေနဲ့ကိုစမ်းစစ်ခြင်းက self examination begins with inviting God to search the heart ကိုစမ်းစစ်ခြင်းကဆိုရင်ကျွန်တော်တို့ရဲ့စိတ်နှလုံးကိုရှာဖွေဖို့ရန်ဘုရားသခင်ကိုခေါ်ဖိတ်ခြင်းနဲ့စတင်တယ်ဆိုပြီးတော့ပြောပါတယ်ဆာလံ139အပိုင်းငယ်23နဲ့24ကျွန်တော်တို့ဖတ်ကြရအောင်ဘလို့ဖော်ပြထားလဲဆိုရင်ဆာလံ139အပိုင်းငယ်23 24အိုးဖျားသခင်အကျွန်ုပ်ကိုစစ်ကြော၍အကျွန်ုပ်၏လုံးကိုတိမှတ်တော်မူပါစုံစမ်း၍စစ်အထင်များကိုလည်းတိမှတ်တော်မူပါသို့တော်လမ်းကိုကျွန်ုပ်လိုက်ဒီမလိုက်ဒီကိုကြည့်ရှု၍သာရအလံသေးသို့သွေးဆောင်တော်မူပါဆိုပြီးတော့ရှင်ဒါဝိဒ်ကဖခင်ကိုဖိတ်ခေါ်တာကျွန်တော်တွေ့ရပါတယ်ဒါဝိဒ်ကဆိုရင်ဖျားသခင်ကိုအရင်ဆုံးသူ့ကိုသူစစ်ကြောဖို့ရန်ဖခင်ကိုဖိတ်ခေါ်တာကျွန်တော်တွေ့ရပါတယ်လူတွေကဆိုရင်တခြားသူတွေရဲ့အပြစ်တွေကိုတော့မြင်တတ်ကြတယ်ကိုယ့်ရဲ့အပြစ်ကိုတော့မမြင်ဖို့တခြားသူတွေရဲ့အပြစ်ကိုတော့မြင်တတ်ကြတယ်ယေရှုလည်းပြောတယ်သူများရဲ့မျက်စိထဲမှာတင်းငယ်တဲ့အရာကိုတွေ့ပြီးတော့ကိုယ့်ရဲ့မျက်စိထဲမှာရှိတဲ့တစ်ချောင်းလို့ပြောမလားကြီးမားတဲ့ဗဒမပင်ကြီးတဲ့အပြစ်တွေကိုမတွေ့တာအဲ့လိုမျိုးတကယ်ရှုရလဲပြောတာကျွန်တော်တွေ့ရတယ်အဲ့ဒီကလူတိုက်ကလူတခြားသူတွေရဲ့
အားနေချက်တွေကိုဝေဖန်ခဲ့ရတာကောင်းကြပါတယ်ကျွန်တော်လည်းကောင်းပါတယ်ဒါပေမဲ့ဒီဟာကကျွန်တော်ပြင်ဖို့ဖြစ်ပါတယ်ကိုရဲ့အခြေအနေကိုဘယ်လိုအခြေအနေမှာရှိလဲဆိုတဲ့ချက်ကိုအရင်ဆုံးသိရှိဖို့ရနားလည်ဖို့ရင်ကျွန်တော်နဲ့ပြောချင်ပါတယ်ဒီကိုရဲ့မာမာနာလောဘအတ္တရီကိုရဲ့အပြည့်အတွေကိုကျွန်တော်ဘုံကွယ်လို့ရကောင်ရလိမ့်မယ်ဒါပေမဲ့ဖျားသခင်ရဲ့ရှိမောက်မှာဘယ်ရာကိုမှဘုံကွယ်လို့မရဘူးဆိုတဲ့ချက်ကိုကျွန်တော်နားလည်ဖို့ကျွန်တော်လည်းပြောချင်ပါတယ်ဒီရှင်ဒါဝိရှင်ဘီဒါဝိလည်းဘီရှဘာနဲ့ပြင်မာမိတဲ့အချိန်မှာသူ့ရဲ့အပြစ်တွေကို prophet နာသန်ကနေဖျားသခင်ပေါ်ပြခိုင်းပါတယ်အချိန်မှာဒါဝိကစစ်မှန်တဲ့နောင်တရချင်းနဲ့နောင်တရပြီးတော့ဖျားသခင်ကိုသူကဖိတ်ခေါ်ပါတယ်အရင်ဆုံးသူကဖဗျာသခင်ရဲ့ပြောင်းလဲမှုကိုရဖို့ရဆာလံ51အခန်းငယ်30မှာဘလို့သူကအဆူတောင်းလဲဆိုရင်အိုးဖျားသခင်ရဲ့ကျွန်ုပ်အထင်း၌စင်ကြယ်သောနှလုံးကိုဖန်ဆင်းတော်မူပါမြဲမြံတည်ကြည်သောသဘောကိုအသိပြုပြင်တော်မူပါဆိုပြီးတော့ရှင်ဒါဝိကအဆူတောင်းခဲ့တာကျွန်တော်တွေ့ရပါတယ်ကိုစိတ်မှန်တဲ့စမ်းစစ်ခြင်းကကိုရဲ့အပြစ်တွေသိရှိပြီးတော့ကိုရဲ့အပြစ်တွေဝန်ချခြင်းပေးရုံတာမကကိုစင်ကြယ်အောင်စင်ကြယ်စီချင်းတော့ပို့ဆောင်တယ်ဆိုတဲ့ချက်ကိုကျွန်တော်ပြောချင်တာဖြစ်ပါတယ်ကျွန်တော်ကိုစမ်းစစ်ခြင်းဒုတိယခြေလှမ်းအနေနဲ့ဗာလဲဆိုရင် God's word is the mirror of the soul ဖျားသခင်ရဲ့နှုတ်ထွက်စကားကဝိညာဉ်အတွက်ကြည်မှာဖြစ်တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်ယာကုပ်အခန်းကြီး1အခန်းငယ်23မှာဘယ်လိုဖော်ပြလဲဆိုရင်တရားကိုမကျင့်ဘဲနာယုံညတာပြုသောသူမီတွေကမှန်၌မိမိပဂတိမျက်နာကိုကြည့်သောသူနှင့်တူ၏ဆိုပြီးတော့ဖော်ပြရတယ်ဒီမှန်နဲ့ကြည့်ချင်းဆိုတဲ့အချက်ဖြစ်ပါတယ်ဒီကျမ်းစာကကျွန်တော်မှန်နဲ့ကြည့်လို့မျိုးကျမ်းစာကကျွန်တော်ရဲ့ကျွန်တော်ရဲ့အားနည်းချက်မကောင်းတဲ့ຢာကိုဖော်ပြတာကျွန်တော်တွေ့ရပါတယ်သူပြင်သာမကပညတ်တော်10ပါးကိုကျွန်တော်ကြည့်ချင်ပြင်ကျွန်တော်ရဲ့အားနည်းချက်တွေကိုကျွန်တော်သိရှိရပါတယ်ဒီပညတ်တော်10ပါးကျမ်းစာတွေကကျွန်တော်ကိုကယ်တင်ခြင်းပေးတာတန်ရှင်းခြင်းပေးတာမဟုတ်ဘဲနဲ့ကျွန်တော်ရဲ့အားနည်းချက်ကျွန်တော်ရဲ့ဖြစ်တည်မှုကိုကျွန်တော်ရဲ့စိတ်နေသဘောထားတွေကိုဖော်ပြတာဖြစ်ပါတယ်စူတောင်းစကချင်းအပြင်ကျန်းစာလေးလာချင်းပငယ်တော်စေပါတွေကိုကျင်းသုံးချင်းကကဲတင်ချင်းတော့မပေးဖို့ဒါပေမဲ့ကိုယ့်ရဲ့ဖြစ်တည်မှုကိုသိရှိနားလည်စီပြီးတော့ကျွန်တော်ရဲ့အားနည်းချက်တွေကိုသိရှိအောင်တော့မှဘုရားသခင်ယေရှုကိုကျွန်တော်လိုအပ်တဲ့ချက်ကိုဖော်ပြတာဖြစ်ပါတယ်ကျန်းစာကပငယ်တော်ကကျွန်တော်ကိုခရစ်တော်ထံပူဆောင်တယ်ဆိုတဲ့ချက်ဖြစ်ပါတယ်ဗျာတဲ့အခန်းကြီး3မှာကြည့်တဲ့အခါမှာအသင်းတော်9ပါးပြောတာကျွန်တော်တွေ့ရပါတယ်အဲ့ဒီထဲမှာလော်ဒီစီယာအသင်းတော်ကကျွန်တော်ဒီနောက်ဆုံးသောခရိယန်တွေရဲ့အခြေအနေကိုပြောချင်းဖြစ်ပါတယ်လော်ဒီစီယာအသင်းတော်ကကျွန်တော်ဝိညာဉ်ရေးဘက်မှာချမ်းသာတယ်ကြော်ရတဲ့ပြောင်းဝသူတို့ရဲ့အသက်တာပျော်ရွှင်ကြတယ်ချမ်းသာကြတယ်ဆိုပြီးတော့သူတို့ကိုသူတို့ထင်ကြတယ်တိုးတော်လဲသခင်ယေရှုကသူတို့ကိုဘယ်လိုပြောလဲဆိုရင်ကြတဲ့ခန်းကြီး3အခန်းငယ်15ကြည့်မယ်ဆိုရင်တင်းရဲ့ချင်းကိုငါတီးတင်းဒီအေးမဟုတ်အပူမဟုတ်ဒီကိုငါတီးအေးချင်းပစ္စည်းပူချင်းပစ္စည်းတူတူကိုအလိုရှိသူတို့အေးမဟုတ်အပူမဟုတ်အနွေးယုံရှိရင်ရှိကြောင်းငါ၏ကတွင်ဒီတင့်ကိုထွေးလို့ပြီးဆိုပြီးတော့ဖော်ပြတာကျွန်တော်တွေ့ရပါတယ်ဒီမှာကဆိုရင်ဒီလိုဒီရှာကဆိုရင်တို့ကဘယ်လိုဖော်ပြတယ်လဲဆိုရင်ခန်းကြီးစစ်ခုံကျွန်တော်စစ်ဖတ်မယ်ဆိုရင်တင်ကလည်းငါဒီဥစ္စာရတရေးဘာနာမြတ်ကိုစစ်ပူပြီးတဆုံတခုကိုမြတ်မလို့ဟုပြောဆို၍ကိုတိုင်ပင်ပန်းချင်းတနာဘွယ်ဖြစ်ချင်းစင်းရချင်းမျက်စိကန်ချင်းအဝတ်ချင်းစီရှိချင်းဖြစ်ဒီကိုမတိပါတကားဆိုပြီးတော့သခင်ယေရှုကသူတို့ကိုပြောပါတယ်ဒီမှာပြောချင်တာကဆိုရင်ကိုကောင်းတယ်လို့ထင်ချင်းကအင်တာမပင်ကြောက်စရာကောင်းပါတယ်ကိုဝိညာဉ်ရေးဘက်မှာအားကောင်းတယ်ဖျက်ခင်နဲ့နီးကပ်တယ်ဆိုရက်
ခါယူချက်ကိုကိုယုံကြည်ခြင်းကဲတင်ချင်းဘယ်လိုပြောလဲ one safe always safe ဆိုတဲ့ယုံကြည်ချက်လူမျိုးယုံကြည်ခြင်းမျိုးကအင်တာမပင်ကြောက်စရာကောင်းပါတယ်ကိုကဝိညာဉ်ပဲအကြီးပဲမှာအားကောင်းတယ်ဆိုရက်ဒီစိတ်ကိုထဲမှာရှိခြင်းကကိုကဝိညာဉ်ရေးပဲမှာတော်အားနေတယ်ဆိုတဲ့ချက်ကိုပေါ်ပြတာဖြစ်တဲ့အတွက်ကြောင့်ကိုစမ်းစစ်ဖို့ကိုပြန်လဲပြီးတော့သုံးသပ်ဖို့ရန်စစ်ကြောဖို့ရန်ဆိုရင်လည်းပြောချင်ပါတယ်ဒီကိုစစ်ကြောဖို့ကမတာမပြီးအရေးကြီးတဲ့အချက်ဒီကျန်းစာနဲ့ကျန်းစာဖတ်ဆိုတောင်းချင်းပြစစ်ကြောချင်းတာမကပင်းရတော်စေပါပြင်းစစ်ကြောချင်းတွေကိုပြုလုပ်ဖို့တွင်နဲ့ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်ဒီကိုစစ်ကြောချင်းလိုင်းခီမှာတတိယအချက်ကဆိုရင် self examination leads to repentance ကိုစစ်ကြောချင်းကနောင်တအရာချင်းတို့ပို့ဆောင်တယ်ဆိုတဲ့ချက်ဖြစ်ပါတယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်ပထမခြေလမ်းဖြစ်တဲ့ကိုစစ်ကြောတဲ့ခါမှာဖျားသခင်ကိုရင်ဆုံးဖိတ်ခေါ်ခြင်းနဲ့အစာပြုတ်တယ်ဆိုတဲ့ချက်ဖြစ်ပါတယ်။ဖျားသခင်ကိုတို့ဖိတ်ခေါ်တဲ့ခါမှာကျွန်တော်ရဲ့အားနည်းချက်တွေကိုကျွန်တော်သိရှိရတယ်။ဖျားသခင်ကကျွန်တော်ရဲ့အားနည်းချက်ကိုပေါ်ထုတ်တယ်ပေါ့နော်ဒုတိယချက်ကဒီကိုစစ်ကြောချင်းကဆိုရင်ကျန်းစာနဲ့ပင်းရတော်တွေအားဖြင့်စစ်ကြောတဲ့ခါမှာကိုရဲ့အားနည်းချက်တွေသိရှိတယ်သခင်ရှုလိုအပ်တဲ့အချက်ကိုသိရှိတယ်ဒီဒုတိယချက်ကဒီကိုရဲ့အားနည်းချက်တွေသိရှိတဲ့အခါမှာနော်တာယာချင်းကိုကျွန်တော်ဖြစ်ပေါ်တယ်ဆိုတဲ့ချက်ကိုကျွန်တော်တွေ့ရပါတယ်ဒီဓမိမီတန်းစကားအခန်းကြီး3အခန်းငယ်40ကျွန်တော်ကြည့်တဲ့အခါမှာဘယ်လိုဖော်ပြရဆိုရင်ငါတို့ဒီကိုလိုက်တော်လန်တို့ကိုစစ်ကြောစုံစမ်း၍ချာဖျားထန်တို့တို့ပြန်သွားကြကုန်အန်းဆိုပြီးတော့ဖော်ပြတာကျွန်တော်တွေ့ရပါတယ်ဒီဟာကကိုရဲ့ဖြစ်တယ်မူကိုစစ်စီးချင်းကနောင်တရချင်းတို့ပို့ဆောင်တဲ့အချက်ဖြစ်ပါတယ်ကိုရဲ့အဖြစ်ကိုကျွန်တော်သိရှိတဲ့အခါမှာကိုရဲ့အားနဲ့ချက်အပေါ်မှာသခင်ရှုကိုကျွန်တော်လိုတဲ့အချက်အကြောင်းအရာကိုသိရှိတဲ့အတွက်ကြောင့်သခင်ရှုထံစစ်ကပ်ဖို့ရန်ဖြစ်ပါတယ်ကျန်းစာကိုအခြေခံပြီးတော့ကိုစစ်စီးတဲ့အခါမှာဘုရားသခင်ထံပို့ဆောင်တဲ့ဆိုတဲ့ချက်ဖြစ်ပါတယ်ကျွန်တော်ဆက်လက်ပြီးတော့ကြည့်မယ်ဆိုရင်တို့ဒီတောက်ဆုံးသောတာထွေးသူရဲ့အဖြစ်တို့ကြည့်တဲ့အခါမှာသူကဒီသူ့အဖေစီကနေတောင်းတဲ့အမွေတွေကိုသုံးပြုံးပေးတဲ့နောက်ပိုင်းမှာဝက်ရဲ့အစာကိုမနာလိုပြီးတော့စားချင်တဲ့အချိန်တွေထိရောက်ရှိပါတယ်အဲ့ဒီအချိန်မှာသူကသူ့ကိုသူသိရှိတယ်ဒီလူကခန်းကြီး15ခန်းငယ်19 he came to himself သူအခါတတိယလင်လို့ပဲပြောတယ်အင်္ဂလိပ်မှာတော့ he came to himself သူ့ရဲ့ခြေနေကိုသဘောပေါက်တယ်ဖြစ်ပါတယ်ဖပြဲတဲ့ရဲ့ဖြစ်တည်ခြင်းသူနားလေတဲ့အခါမှာသူ့ရဲ့ခြေနေကိုသူသိရှိတာဖြစ်ပါတယ်ဒီကိုယ့်ရဲ့အခြေအနေသိရှိခြင်းအပြင်နောင်တရခြင်းတို့ဖြစ်ပေါ်တာဖြစ်ပါတယ်ဒီသူ့ရဲ့ဖြစ်တည်ခြင်းသူ့ရဲ့ရှိခြင်းသူ့ကိုသူစမ်းစစ်ကြောတဲ့အခါမှာဒီပြောဆုံးသောတကဘာကိုတွေ့ရှိလက်ဆိုရင်သူ့ရဲ့လဲကြအချင်းကိုသူတတိထားမိတယ်သူပျောက်ဆုံးနေတာဆုံးရှုံးနေတဲ့အချက်တွေကိုသူသိရှိလာတယ်သူမြင်တယ်မကသူ့ရဲ့အဖေကိုသူလိုအပ်နေတဲ့အကြောင်းကိုသူကသဘောပေါက်လာတယ်အဲ့ဒီအချက်တွေအကြောင်းသူရဲ့အဖေအိမ်တို့ပြန်သွားပြီးတော့နောင်တအစစ်မှန်တဲ့နောင်တနဲ့သူ့ဖေအိမ်တို့ပြန်သွားတဲ့အခါမှာသူ့ဖေကသူ့ကိုချစ်ချင်းမေတ္တာအပြည့်နဲ့ပြန်ပြီးတော့လက်ခံတာကျွန်တော်တွေ့ရပါတယ်ဒီကဲတော့ကျွန်တော်တို့လဲစစ်မှန်သောနောင်တအရာချင်းနဲ့ဖျားသခင်တန်စကပ်ပြီးတော့အတိကနေစစ်မှန်သောနောင်တတရားနဲ့ပြန်လဲမယ်ဆိုရင်ဖျားသခင်ကကျွန်တော်ကိုလက်ခံမယ်ဆိုရက်အချက်ဖြစ်ရင်တော့မကကျွန်တော်ကိုဒီလိုခွင့်ပေးမယ်အသစ်တဖန်ကိုရဲ့ဖျားသားဖြစ်တဲ့အခြေအနေတော့ပြန်ပေးမယ်ဆိုတဲ့ချက်ကိုလည်းဂတိဖျားသခင်ရှိထားပေးထားပြီးသားဖြစ်တယ်ဆိုတဲ့ချက်ကိုကျွန်တော်ပြောချင်ပါတယ်
ကျွန်တော်ကိုစစ်စီးချင်းဆိုရဲအချက်မှာစဒုထားချီလန်ကဆိုရင် self examination produce humility ကိုစမ်းစစ်ကိုစစ်ကြောခြင်းကနင်းချတဲ့စိတ်နေသဘောထားဖြစ်ပေါ်စေတဲ့ဆိုတဲ့အချက်ဖြစ်ပါတယ်လူကာခန်းကြီး18ကိုကျွန်တော်ကြည့်တဲ့အခါမှာ Freshie ပုဂ္ဂိုလ်တယောက်နဲ့အခုခါပုဂ္ဂိုလ်တယောက်ရဲ့စူတောင်းချက်ကိုကျွန်တော်တွေ့ရှိရပါတယ်လူကာခန်းကြီး18အငယ်17မှာဘယ်လိုပြောဆိုရင် Freshie ဒီတယောက်တည်းရဲ့အိုးဖျားသခင်တဘာတို့ဒီအနန္တလူယူချင်းတရားသဖြင့်ချင်းသူများကိုပြမချင်းတိရှိတဲ့ကဲ့သို့ကျွန်ုပ်၌မရှိဒီတမကဤခုန်ခံကဲ့သို့ပြီးမဟုတ်တော့ကြောင့်ဇေဇူကြီးလာပြီးဆိုပြီးတော့တခြားသူရဲ့အပြစ်ကိုကဲ့ရဲ့ပြစ်တင်တာသူ့ရဲ့ဖြစ်တည်မှုကိုပေါ်ပြဝန်းကြွားတာကျွန်တော်တွေ့ရတယ်ဆဲလပတ်မယ်ဆိုရင်ကျွန်တော်ဒီ9ရက်တွင်2ရက်အစာရှောင်ပါဥစ္စာရှိသမျှတို့ကိုစေဘူးတခုလှူပါဟူ၍စွတော်မထာပြုဤဆိုပြီးတော့သူ့ကိုယ်သူချီးမြှောက်တာကျွန်တော်တွေ့ရပါတယ်ဒါပေမဲ့ဒီအခန်းငယ်73ကျွန်တော်စစ်ဖတ်မယ်ဆိုရင်အခုခါမူကဝိကာရဲ့ဝေကောင်းကင်သို့မမြော်မကြည့်ဝန်းပဲရင်ဘတ်ကိုခတ်လျက်အိုးဖျားသခင်အပြစ်များသောအကျွန်ုပ်ကိုတနာချင်းကရုဏာစိတ်ရှိတော်မူပါဟုဆုတောင်းလေ၏ဆိုပြီးတော့ပေါ်ပြတာကျွန်တော်တွေ့ရပါတယ်ဒီဆုတောင်းခြင်းတစ်ခုမှာဘေးဆုတောင်းချက်ကဖျားသခင်ရဲ့စိတ်နဲ့တွေ့မလဲတို့ကျမ်းစာတီးပြီးသားဆိုတော့ဒီခုခံရဲ့ဆုတောင်းချက်ဖျားသခင်ရဲ့စိတ်တော်နဲ့တွေ့တာတို့တွေ့ရပါတယ်ဘာဖြစ်လို့ဆိုတော့ဒီ Freshie ကဆိုရင်သူ့ရဲ့ကောင်းမှုကုသိုလ်တွေကိုညီပြုပြီးတော့ဝန်ကြွားတာကျွန်တော်တွေ့ရပါတယ်။ကိုယ့်ရဲ့ကောင်းမှုကုသိုလ်ကြောင့်ဖျားသခင်ရဲ့မျက်နာမရဘူးဆိုတဲ့ချက်ဒီနေရာကနေအရေးကြီးသတိထားဖို့ရန်ကျွန်တော်ပြောချင်ပါတယ်။ဘလောက်ပဲကောင်းမှုကုသိုလ်တွေလုပ်ဒီပစ္စည်းတွေကကျွန်တော်ကိုကဲတင်ချင်းမပေးဘူးဆိုတဲ့အချက်ဖြစ်ပါတယ်။ကောင်းမှုကုသိုလ်တွေမလုပ်ရဘူးလားဆိုရင်ကောင်းမှုကုသိုလ်တွေကိုတော့လုပ်ရမယ်ဖြစ်ပါတယ်။သခင်ယေရှုကလည်းလူနာတွေကိုကိုးစားပြီးတဲ့ကောင်းမှုကုသိုလ်တွေကိုပြုလုပ်တယ်။ကျွန်တော်လည်းသခင်ယေရှုကတော့လုပ်ရမယ်ဖြစ်ပါတယ်။ကျွန်တော်တတ်နိုင်တဲ့လောက်ကောင်းမှုကုသိုလ်တွေကိုလုပ်ပြီးတော့ကိုယ့်ရဲ့ဘေးနားမှာရှိတဲ့သူတွေကို care give site ပြီးတော့ကိုငေရမည်ဖြစ်ပါတယ်။တိုးတော်လည်းဒီကုသိုလ်ကောင်းမှုကုသိုလ်တွေကကျွန်တော်ကိုကယ်တင်ခြင်းပြီးတော့ကောင်းကင်နိုင်ငံပို့ပေးမှာမဟုတ်ဘူးဆိုတဲ့ချက်ကိုသတိထားဖို့ရန်ပြောချင်ပါတယ်။ကျွန်တော်ဒီအခုခံရဲ့ဆုတောင်းချက်ကဖျားသခင်ရဲ့စိတ်တော်နဲ့တွေ့တာကျွန်တော်တွေ့ရပါတယ်။သခင်ယေရှုကဒီဖျားเจ้าမှာပြမှန်တော်မှာဆုတောင်းတဲ့ပုဂ္ဂိုလ်များရဲ့ဆုတောင်းချက်နိုင်ရှင်ပြီးတော့ပြောတာကျွန်တော်တွေ့ရပါတယ်ဒီအခုခံကဆိုရင်လူခံခန်းကြီးဆက်အငယ်အခန်းငယ်စတော့ခုနကျွန်တော်ပြောဖတ်ပြီးတော့ပြီအကျွန်ုပ်ကိုတနာချင်းကရုဏာစိတ်ရှိတော်မူပါဆိုရောက်ဆုတောင်းတာကျွန်တော်တွေ့ရပါတယ်အတိတာအင်္ဂလိပ်လို့ဆိုရင် God be merciful to me a sinner အတိတာကိုတနာတော်မူပါဆိုတဲ့တောင်းဆိုခြင်းဖြစ်ပါတယ်။ဒါကသူ့ကိုသူနှိမ်ချတဲ့စကားဖြစ်ပါတယ်။ငါအဲ့လိုမျိုးရှိရင်ငါအဲ့လိုမျိုး Freshie လိုမျိုးမတောင်းဘူး။အပြစ်သားဖြစ်တဲ့ဝန်ချတောင်းပါတယ်။သူ့ကိုသူနှိမ်ချတဲ့အသက်တာကိုစစ်ကြောချင်းကိုစုံစမ်းခြင်းကကိုရဲ့ဖြစ်တည်မှုကိုသိရှိနားလေခွင့်ပေးအောင်ဒါမကသခင်ရှုရဲ့ဖြစ်တည်မှုကိုနားလေခွင့်ပေးကကိုနှိမ်ချစီတဲ့ဆိုရက်အချက်ဖြစ်ပါတယ်ကျွန်တော်ဒီ Freshie ကဆိုရင်တခြားသူတွေကိုစစ်ကြောပြီးတော့စစ်ကြောတာ
စုံစမ်းပြီးတော့စစ်ဆေးတာဖြစ်ပါတယ်ဒါပေမဲ့ဒီအခွန်ခံကတော့သူ့ကိုယ်သူစစ်ကြောစီရင်တာကျွန်တော်တွေ့ရတယ်သခင်ယေရှုကဒီအနေချတဲ့သူအားဆိုရင်ဒီအခွန်ခံကစိတ်ကျဉ်းတဲ့ဆိုတာအိမ်ပြန်ပါလေဆိုပြီးတော့ထပ်ပြောပါတယ်ပြောချင်တာကဘုရားသခင်ရဲ့စိတ်တော်နဲ့တွေ့တယ်သူရဲ့အပြည့်ခွင့်လွှတ်ခြင်းရတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်ဆိုတော့ဒီမှာဘလူးဖော်ပြဆိုရင် when we truly examine ourselves before God pride disappears and humility grows ဘုရားသခင်ရဲ့ရှိတော်မှာကျွန်တော်စစ်အမှန်ကိုစစ်စီးစုံစမ်းမယ်ဆိုရင်ကိုရဲ့မာနတွေကိုပြုတ်ပပြီးတော့နေချတဲ့စိတ်နေသဘောထားကိုတုံးမြင့်ပေါ်ထွက်လာတဲ့ဆိုတဲ့ချက်ဖြစ်ပါတယ်ဆိုတော့ကိုနေချပြီးတော့စစ်စီးမယ်ဆိုရင်ကိုစစ်စီးမယ်ဆိုရင်နေချတဲ့တက်တာအလိုလိုပေါ်လာမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်ကျွန်တော်ဒီကိုစစ်စီးချင်းရဲ့ခြေလမ်းငါးလမ်းမြောက်ဒီစမလမ်းမြောက်မှာပါလဲဆိုရင် self examination is urgent because probation will soon close ကိုစမ်းစစ်ကြောချင်းကအရေးကြီးတယ်မဖြစ်မနီလို့ရမယ့်အရာဖြစ်ပါတယ်ဘာဖြစ်လဲဆိုတော့အဲ့ဒါကကျွန်တော်နောက်ဆုံးသောနေ့မှာသိရှင်တဲ့နောက်ဆုံးခေတ်လိုတွေ့ဖြစ်တဲ့အတွက်ကြောင့်ဂရုနာတကားပိတ်ဖို့နီးကပ်တဲ့အတွက်ကြောင့်ကိုစစ်စီးချင်းစစ်ကြောချင်းကပူပြီးတော့အရေးတကြီးလို့ဆောင်ဖို့ရန်ရတယ်ဆိုရက်ချက်ဖြစ်ပါတယ်။ဟိုအများတွေကဆိုရင်ငါအသက်ကြီးပြီးတော့အတိခါနီးကြမှာနှုံတရလိုက်မယ်ဆိုပြီးတော့ပြောတတ်ကြပါတယ်။နောက်ငါအဲ့ရပေါ်မှာလဲပြီးတော့ဒီခါနီးမှာဖျားကိုခေါ်လိုက်မယ်ဒီကတိုင်မှာဒီရှုနဲ့အတိသက်ခံတဲ့ဟိုတယောက်လိုမျိုးဒီရှုကိုခေါ်လိုက်မယ်လည်းမျိုးသူတို့ကအထင်ကြတယ်ဗုဒ္ဓမှာလည်းဗုဒ္ဓရဲ့ယုံကြည်ချက်ကိုရှုတ်ချတာမျိုးမဟုတ်ဘဲနဲ့သူတို့ရဲ့ခံယူချက်နည်းနည်းကိုကရှင်နေဗုဒ္ဓတွေကလည်းဒီဖျားတရားကိုသိကြည့်မှရှာခိုင်းတာဆိုတွေ့ရပါဒီမြန်မာနိုင်ငံရဲ့အသွင်တင်ပေါ့ကွာဒါပေမဲ့ဖျားတရားကဆိုရင်တို့နောက်မှအဆိုရင်နောက်ဘဝကိုလိမ့်မယ်အဲ့ဒါတတိထားဖို့ဒီအချိန်ကတင်းရဲ့ကဲတင်ချင်းတင်းတခုလုံးဆောင်ဖို့ရင်အကောင်းဆုံးအချိန်ကဒီအချိန်ဖြစ်ပါအခုဖြစ်ပါတယ်တင်းရဲ့စိတ်ထဲမှာတင်းလို့ဆောင်မဲ့အရာတွေကိုတင်းရှိပါတယ်တင်းရဲ့စိတ်လုံးထဲမှာဘုရားသခင်ကအသိရှိခွင့်ပေးပါတယ်အဲ့ဒီတင်းသိရှိတဲ့အရာကိုအခုချက်ချင်းလုပ်ပါနောက်မှမပြောပါနဲ့နောက်မှလို့ပြောရင်နောက်ဘဝကိုလိမ့်မယ်နောက်ဘဝကိုမယ်ဆိုရင်ဘယ်တော့မှမဖြစ်လာတော့ဘူးဆိုရဲချက်ပြပါတယ်ဗုဒ္ဓအမည်နဲ့ပြောမယ်ဆိုရင်နောက်ဘဝကိုရင်လူဘဝမှာထက်မွေးရောမလာမဟုတ်ရင်ပြိဿံဘဝဖြစ်ကြောင်းမလားမတိချတဲ့အတွက်ကြောင့်ဒီဘဝဒီအချိန်ဒီနေ့ကအကောင်းဆုံးဖြစ်တယ်တင်းရဲ့တင်းကိုတင်းစစ်စည်းဖို့ကဒီအခုချိန်အကောင်းဆုံးဖြစ်တယ်တင်းဝိညာဉ်ရေးမှာပဲချိန်ဒီမှာရှိလဲဆိုရဲအချက်တင်းကိုတင်းစစ်စည်းဖို့ကျွန်တော်နဲ့ဖိတ်ခေါ်ချင်တာဖြစ်ပါတယ်အရင်ဆုံးဖျားသခင်ကိုဖိတ်ခေါ်ပါဖျားသခင်ကျွန်တော်ရဲ့စင်လုံးစစ်စည်းတော်မူပါစမ်းစစ်တော်မူပါဆိုတော့ဖိတ်ခေါ်ပါကျမ်းစာကိုဖတ်ပါဆုတောင်းပါတင်းသိရှိတဲ့တင်းရဲ့အားနည်းချက်တွေကိုဖျက်သိနေတာဝန်ချတောင်းပါမှာနှိမ်ချတဲ့အသက်တာပြီးဝန်ချတောင်းပါမှာ
မဟုတ်ရင်ဂရုဏာတကားပိတ်ချင်းနဲ့တင်ရင်ဆိုင်ကြုံတွေ့ရလိမ့်မယ်အကယ်၍တင်ခဏကျရင်တီရင်တင်အတွက်ဂရုဏာတကားပိတ်ပြီးဖြစ်ပါတယ်အကယ်၍ကျွန်တော်အခုဆက်လက်ပြီးတော့အသက်ရှင်မယ်ဆိုရင်လေတနည်းနည်းကျရင်ဂရုဏာတကားပိတ်တဲ့အချိန်ပိတ်တဲ့ကာလအရောက်မြင်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာနှစ်ပြန်မှနောက်မှဆိုပြီးတော့တင်ပြောမယ်ဆိုရင်တင်အတွက်နောက်ကျပြီးတော့ဖျားခင်ကအတင်းကိုထားခဲမှာဖြစ်ပါတယ်အဲ့ဒီအချက်ကိုအရေးကြီးအရေးထားပြီးတော့ကိုစမ်းစစ်ပြီးတော့ကိုရဲ့ဝိညာဉ်ရဲ့အခြေအနေသိရှိဖို့ရန်ခြင်းနဲ့ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်ကျွန်တော်ကျမ်းစာကဆိုရင်ဖျားခင်ရဲ့နေ့ရဲ့ရောက်လို့နေပြီးကရုဏာတကားပိတ်ချိန်ရောက်လို့ပြီးဆိုပြီးတော့ကျမ်းစာကကျွန်တော်ကိုတတိပေးစကားပေးတာကျွန်တော်တွေ့ရပါတယ်ဗျာတဲ့အခန်းကြီး20အခန်းငယ်17ကျွန်တော်ဖတ်မယ်ဆိုရင်မတရားသောသူသည်မတရားသဖြင့်ပြုတ်စီကိုငြိူသောသူသည်ငြိူစီကိုပြမသောသူသည်ပြမစီကိုတန်ရှင်းသောသူသည်တန်ရှင်းစီကိုငါသည်အလင်းမြင်အမြန်လာမည်ငါသည်အကျွတ်တိကိုဆောင်ခဲ့သည်ဖြစ်၍လူတီတီတို့အားမိမိတို့အချင်းအတိုင်းစပ်ပေးမည်ဆိုပြီးတော့ဖော်ပြတာကျွန်တော်တွေ့ရပါတယ်ဆိုတော့ကျွန်တော်ဖျားသခင်အလင်းအမြင်လာမယ်ခုနမကောင်းတဲ့သူတွေမကောင်းတဲ့လူမျိုးဆက်ရှိမယ်ခုနဖြောင်းမတဲ့သူဆက်လက်ဖြောင်းမပါစေဖြောင်းမတဲ့သူဆက်လက်မဖြောင်းမစေဆိုပြီးတော့ကြွေးကြော်ပြီးတဲ့နောက်ပိုင်းမှာဘသူကမှပြောင်းလဲခွင့်မရတော့ဘူးဒီကြွေးကြော်ခြင်းကကျွန်တော်တို့ရဲ့ဝိညာဉ်ရေးပြောင်းလဲဖို့ရန်အတွက်ဂရုဏာတကားပိတ်ခြင်းကိုကျင်ညာချက်ဖြစ်ပါတယ်ကိုရဲ့အမှုကိစ္စတွေကိုဖျားခင်ကအစီရင်ထာဝရစီရင်ဆုံးဖြတ်ပြီးသားဖြစ်တယ်ဆိုရက်အကြောင်းကိုဒီကြွေးကြော်ရှင်ကကျွန်တော်ကိုဖော်ပြတာဖြစ်ပါတယ်ထွေးကြောင့်ကျွန်တော်ဒီနေ့ကဆိုရင်ကျွန်တော်အတွက်အကောင်းဆုံးအချိန်ဖြစ်ပါတယ်ဒီနေ့မှာသခင်ယေရှုကကျွန်တော်ကိုဖိတ်ခေါ်ပါတယ်ဒီနေ့မှာသင်ရှိတဲ့တိုက်သခင်ယေရှုထံဝင်ရောက်ချေကပ်ပါသခင်ယေရှုကသင်ကိုခေါ်နေပါတယ်ကျွန်တော်ကိုခေါ်နေပါတယ်ကျွန်တော်တို့အပြစ်အနာစာရှိတဲ့အတိုင်းကျွန်တော်တို့ဝင်ရောက်ချင်းကပ်ဖို့ရန်ဖြစ်ပါတယ်နောက်မှဆိုပြီးတော့ပြောမယ်ဆိုရင်သင်အတွက်နောက်ကျပြီးတော့နောက်ဘဝကိုလိမ့်မယ်ထာဝရငရဲတို့တင်နောက်ကျရောက်မယ်အဲ့လိုမျိုးမဖြစ်စေတဲ့အတွက်ကြောင့်ကျွန်တော်နဲ့တင်းကိုတင်စစ်စေးဖို့ရန်ဒီနေ့မှာပေခေါ်ခြင်းဖြစ်ပါတယ်ကျွန်တော်ကရုဏာတကားဒီအချိန်မှာဖွင့်လက်ရှိသေးပါတယ်သခင်ယေရှုကလည်းကျွန်တော်ကိုဖိတ်ခေါ်ပါတယ်သခင်ယေရှုကလည်းဖျားသခင်နဲ့လူတို့ကြားမှာကြားခံပြန်ဖြည့်ခြင်းကောင်းကင်တဲတော်မှာလှုပ်ဆောင်လက်ရှိနေသေးပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်သခင်ယေရှုထံနှိမ်ချပြီးတော့စီမံတော်နောင်တတရားနဲ့ဝင်ရောက်ချင်းကဖို့ရန်တွင်နဲ့တတိပေးဖိတ်ခေါ်ခြင်းပါတယ်အဲ့တို့ကြောင့်ကျွန်တော်တို့ကိုစစ်ဆေးခြင်းမနှောင့်နှင်းစေဖို့နောက်မှမလုပ်ဖို့ကိုသိရှိတဲ့ကိုရဲ့အပြစ်အနာစာတွေကိုရဲ့အားနည်းချက်တွေဒီနေ့မှာအခုချိန်ဒီသတင်းစကားကြတာနဲ့ချက်ချင်းဆူတောင်းပြီးတော့တရားဖြစ်ကိုဝန်ချတောင်းပါပါနောက်မှမလုပ်နဲ့နောက်ကြမယ်ကြာရစ်ခဲ့မယ်ငရဲမီတို့တင်ကြရောက်လိမ့်မယ်ဒီနေ့ဒီချိန်ခါတွေတင့်အတွက်ကဲတင်ချင်းရဖြစ်တဲ့သူကြောင့်
နောင်တရပြီးတော့တင်းကိုတင်းစစ်ကြောစီရင်ပါစမ်းစစ်ပါဆိုပြီးတော့ကျွန်တော်နဲ့ဖိတ်ခေါ်ချင်ပါတယ်အာမော့အခန်းကြီးလေးအခန်းငယ်စနစ်မှာဘယ်လိုဖော်ပြလဲဆိုရင်သူတို့ပြုမိဖြစ်သောကြောင့်အိုဤဒီလာအမျိုးတင်းပြတ်ခင်နဲ့တွေ့ချင်းကကိုပြင်စင်တော့ပြတ်ခင်နဲ့တွေ့ချင်းကတင်းကိုတင်ပြင်စင်ဖို့ရန်ကျွန်တော်တို့အာမော့ကနေကျွန်တော်ကိုဖိတ်ခေါ်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကလည်းတင်းကိုဒီကနေ့ဖိတ်ခေါ်တာဖြစ်တဲ့အတွက်ကြောင့်ပြတ်ခင်ကိုတွေ့ဖို့ရန်ကျွန်တော်ကာစခင်များတို့လည်းပြင်ဆင်ဖို့ရန်ဒီနေ့ဒီချိန်အကောင်းဆုံးဖြစ်တယ်ဆိုတဲ့ချက်ကျွန်တော်တတိထားဖို့ရန်ဖြစ်ရုံတော့ကလက်တွေ့ကိုစစ်ကြောပြီးတော့တကယ်ချို့ကျွန်တော်ရဲ့ဖျားခင်တွေ့မြင်ဖို့ရန်ပြင်ဆင်ဖို့ဖြစ်ပါတယ်ကျွန်တော်နော်ဤရဲ့အသက်တာနော်ဤခေကျွန်တော်ကြည့်တဲ့အခါမှာဒီရည်ကြီးချင်းရည်လွယ်မှုချင်းမဖြစ်ခင်မှာနော်ဤကနှစ်ပေါင်း120တတိပေးစကားဟောကြားခဲ့ပါတယ်လူတွေကဒီသတင်းစကားတတိပေးစကားကိုကြားနာကြတယ်ဒါပေမဲ့သူတို့ကအရင်မဆိုင်ကြဘူးလစ်လျူရှုကြတယ်နောက်ဆုံးမှာတင်ဘောတကားပိတ်ပါတယ်ဒီတင်ဘောတကားပိတ်တဲ့နောက်ပိုင်းမှာပါဖြစ်ဆိုရင်ဘယ်သူကမှတင်ဘောထဲမှာဝင်လို့မရတော့ဘူးဘယ်သူကမှနောင်တရပြီးတော့သူတို့ရဲ့ချင်းတွေပြောင်းလဲလို့မရတော့ဘူးသူ့မြင်တာကတရားစီရင်ချင်းတီချင်းရည်ကြီးချင်းကသူတို့ကိုဘယ်လိုပြောမလဲနင်းချတာကျုပ်ပြောပဲအဲ့လိုမျိုးပဲသူတို့ဒီဂရုနာတကားဖွင့်နေတဲ့ချိန်မှာနောင်တမရပဲနဲ့ဒီတိုင်းနေမယ်ဆိုရင်ကျွန်တော်ဂရုနာတကားပိတ်တဲ့ခါမှာနော်ရဲ့အချိန်ကဲတော့လိုမျိုးဖြားစီရဲ့ဂရုနာအောက်မှာကျုပ်တောင်းချလို့မရတော့ဘူးကိုပြောင်းလဲချင်လဲပြောင်းလဲလို့မရတော့ဘူးနောင်တရလို့လည်းမရတော့ဘူးထုံပင်သာမကဖြားစီရဲ့တရားစီရင်ချင်းရင်ဆိုင်ရမယ်ဖြစ်ပါတယ်အဲ့တော့ကြောင့်ကျုပ်ဒီကနေ့မှာနောင်တရဖို့ရန်ကျွန်တော်နဲ့ပြောချင်ပါတယ်ဒီနော်ရဲ့အသက်တာအဖြစ်ပြက်ကဲတော့မဲ့ကျွန်တော်ရဲ့အချိန်ခါမှာလည်းအဲ့လိုမျိုးဖြစ်ပြမှာဖြစ်တဲ့အတွက်ကြောင့်ဥရဲတုံးပြမှုမနှောင့်နှီးစေဖို့ရန်ကျွန်တော်ရဲ့ပြောချင်ပါတယ်ဒီနေ့ကအကောင်းဆုံးတဲ့အတွက်အကောင်းဆုံးဖြစ်တဲ့အတွက်ကြောင့်နောက်နေ့နဲ့ပြန်မလို့မပြောမှန်းဒီနေ့မှာပဲတင်းရဲ့ပြည့်တွေဝန်ချတောင်းပါမှာစစ်ကြောစီရင်ပါတင်းကိုစမ်းစစ်ပါတင်းရဲ့ပြည့်တွေကိုစစ်ကြောပြီးတော့နောင်တရပြီးတော့ဖျက်စီခံဝန်ချတောင်းပါမှာဆိုပြီးတော့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်နိကောအခန်းကြီး6အခန်းငယ်နှစ်မှာဘလို့ဖော်ပြလဲဆိုရင်ဘယ်တော့ချုံကနှစ်သက်ဘွယ်တော့ချင်းတင်းစကားရင်းငါနာတို့ရေကဲတင်ရနှစ်ရဲ့ကာလ၌တင့်ကိုငါမဆပ်ပြီးလာဒီနေ့အငေယခုပင်နှစ်သက်ဘွယ်တော့ချင်းရှိယခုပင်ကဲတင်ရနှစ်ရဲ့ကာလရှိဆိုပြီးတော့ပေါ်ပြတာကျွန်တော်ပြောပါတယ်ဒီချိန်ဒီနေ့ကတင်တွဲကဲတင်ချင်းနှစ်ရဲ့ဖြစ်တဲ့ကြောင့်အခုချိန်မှာပြောင်းလဲပြီးတော့nonတရပါဆိုပြီးတော့ကျွန်တော်နဲ့ဖိတ်ခေါ်ချင်ပါတယ်ကျွန်တော် LNG ကဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဘာတွေပြောသွားလဲဆိုရင်ကျွန်တော်selected message စာမျက်နှာစာအုပ် volume 2စာမျက်နှာ380မှာဘယ်လိုပြောလဲဆိုရင်ကိုစစ်စီးချင်းကအမတမပင်အရေးကြီးတယ်လိုအပ်တယ်ကိုရဲ့ယုံကြည်ခြင်းဘယ်ချင်းဒီမှာရှိလဲဆိုတာကျွန်တော်စစ်စီးဖို့ရန်တော့တတိပေးတယ်သူက review and heritage June 1898မှာဘယ်လိုပြောဆိုရင်ကျွန်တော်ဖြားခင်ရဲ့နှုတ်ထွက်စကားအလင်းတရားနဲ့ကိုစစ်စီးဖို့ရန်ဖြစ်တယ်ဆိုပြီးတော့ပေါ်ပြတာကျွန်တော်တွေ့ရပါတယ်သူပြင်စမကဒီ testimony for the church volume 9စာမျက်နှာ466မှာဖျားခင်ရဲ့လူတွေအတွက်ဒီဂရုနာတကားဖွင့်မကြခင်မှာ
ဂရုဏာတကားပိတ်တော်မေဖြစ်ပါတယ်အတွက်ကြောင့်ဒီဂရုဏာတကားပိတ်ရင်ဝိညာဉ်များအတွက်မှုအားလုံးစီပြီးသားဖြစ်မယ်ဆိုတဲ့ချက်တော့ကျွန်တော်ကိုတတိပေးထားပါတယ်သူကလည်းမကကျွန်တော်ဒီ Great Controversy စမနာ623မှာ Now while our great high priest is making the atonement for us we should seek to become perfect in Christ ကျွန်တော်အတွက်ကျွန်တော်ရဲ့ချက်ခံပြန်ပြီးတဲ့ Israel မြင့်ကြီးတခင်ရှုကကျွန်တော်အတွက်အတိပြေလေခွင့်ရဖို့ရန်လှုပ်ဆောင်နေတဲ့အတွက်ကြောင့်ကျွန်တော်ခင်ရှုနဲ့တူတဲ့အသက်တာရဖို့ရန်တခင်ရှုကိုရှာဖွေဖို့ဖြစ်တဲ့ဆိုပြီးတော့ကျွန်တော်ကိုတတိပေးတာကျွန်တော်တွေ့ရပါတယ်ကျွန်တော်ထို့အတွက်ကြောင့်ကျွန်တော်စစ်စီဖို့ရန်ကျွန်တော်ရဲ့ဝိညာဉ်ရဲ့ချင်းကျွန်တော်ရဲ့စိတ်နှလုံးသားပဲလေချင်းဒီမှာရှိလဲဆိုတော့ကျွန်တော်စစ်စီဖို့ရန်ကျွန်တော်နဲ့တောင်းဆိုချင်တာဖိတ်ခေါ်ချင်တာဖြစ်ပါတယ်ကျွန်တော်လူတွေကိုလက်ဖြားလိမ်လည်လို့ရတယ်ကိုလည်းလိမ်လို့ရတယ်ကိုရဲ့မိသားစုတွေပဲလိမ်လို့ရကုန်လေးရနိုင်မယ်ဒါပေမဲ့ဖျားတွေကိုကျွန်တော်လိမ်လို့မရပါဘူးအဲ့တော့ကြောင့်ကျွန်တော်ကိုရဲ့ရှိတဲ့အတိုင်းစစ်စစ်ဖို့ရန်ကျွန်တော်နဲ့ဖိတ်ခေါ်ချင်ပါတယ်ဘရုနာတကားမကြသေးခင်မှာပိတ်တော့မယ်ပိတ်တဲ့အတွက်ကြောင့်ကျွန်တော်ဖျားခင်လည်းမကြခင်မှာကြောက်ရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့မှာမန်တရားသိရှိတဲ့အတွက်ကြောင့်ကိုစစ်ကြောပြီးတော့ကိုရဲ့အသက်တာစစ်ကြောစီဒါမကကိုစမ်းစစ်ဖို့ရန်တခင်ရှုမှာတခင်ရှုဤထဲမှာယုံကြည်ခြင်းမှာကျွန်တော်ရှိသလားကိုရဲ့ပြည့်တွေကြံနေသေးသလားကျွန်တော်တခင်ရှုရဲ့အလင်းတရားထုံးလင်းစီသလားဒီဘရုနာတကားပိတ်ရင်ကျွန်တော်ရဲ့ကဲတင်ချင်းလုံခြုံမှုရှိလားဆိုပြီးတော့ကိုစမ်းစစ်ဖို့ရန်ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်တို့ပြတဲ့ကိုရှာဖွေဖို့နောင်တရဖို့ကျန်းစာကိုစူတောင်းခြင်းဖြင့်စစ်စစ်ဖတ်ပြီးတော့ကိုမှန်ကဲ့သို့စစ်စစ်ဖို့ရန်ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်နောင်တတရားရရှိဖို့ဖိတ်ခေါ်ချင်ပါတယ်သူမြင်ကနေချတော့တက်တာဖြင့်ပြတဲ့တန်စစ်ကပြီးတော့ဒီလူနာတကားမပိတ်ခင်ပါနောင်တရပြီးတော့ကဲတင်ချင်းရပြီးတော့ပြည့်ရင်နဲ့မုံတော်ဝင်စားတဲ့သူရောက်တိုက်စီဖြစ်ဖို့ရန်ကျွေးနဲ့ဒီနေ့မှာဖိတ်ခေါ်ရှင်ပါတယ်အားလုံးနောင်တရယုံတော်မကကဲတင်ချင်းရပြီးတော့အခုကိုစမ်းစစ်ပြီးတော့ကဲတင်ချင်းရပြီးတော့ဘုံတော်ဝင်စားနိုင်တော့သူရောက်တိုက်စီဖြစ်ဖို့ရန်ကျွေးနဲ့စုမုံကောင်းတောင်းပေးလိုက်ပါတယ်အားလုံးပေါ်မှာဖျက်ရင်ကောင်းချီးမင်္ဂလာချပြီးပါစေအာမင်